လက်တွဲရှောက်လန်းပြီးတော့အနာဂတ်ကိုဦးဆောင်မဲ့ရှေ့ပြေး brand တစ်ခုအဖြစ်အတူသွားကြမယ်ဆိုတဲ့ခြေချက်ဖြစ်ပါတယ်ခင်ဗျာ Gadgets Media Future Legendary Journey ပွဲကြီးကိုအဲ့ဒါလိုကြည့်ပြီးများရဲ့ကောင်းကြီးဩဘာလက်ခုပ်တန်များဖြင့်ဖွင့်လှစ်ကြောင်းကြီးညာအပ်ပါတယ်ခင်ဗျာစစ်တူရင်ခုံပေါ်မှာအစွမ်းအထက်ဆုံးဖြစ်တဲ့ Jazz Queen စစ်တူရင်ဘယင်မရဲ့ပုံရိပ်ကနေမှ inspiration ယူထားတာဖြစ်ပါတယ်ကြက်မန်းနဲ့9နှစ်တာလက်တွဲခဲ့ကြတယ်ကျွန်တော်တို့ရဲ့ဒီလာဆိုင်ရင်ကြီးတွေအားလုံးကိုကျွန်တော်တို့ brand ရဲ့အရေးကြီးဆုံးနဲ့တန်ဖိုးထားရတဲ့ပါတနာတွေအဖြစ်မြင်ပါတယ်ခင်ဗျာ